ဒီတစ်ခေါက်စီစဉ်လေးမှာတော့ကိုကျော်မင်းရဲ့တပည့်ဦးတိုးဤသားအလက်ကောင်ပဲငှားလိုက်နောက်ကနေလိုက်လံအားပေးနေတာကြောင့် DJ Zin Moan Remixကိုသားလေးရဲ့အကပညာကိုကျော်မင်းစီမှာတပတ်ကန်းခတ်တင် जा ပေးထားတာကြောင့်ယုံကြည်စိတ်ချရတယ်ကျွန်တော်တို့အလူပွဲအတွက်ပဲဖြစ်ဖြစ်မင်္ဂလာဆောင်အတွက်ပဲဖြစ်ဖြစ်ကိုကျော်မင်းတို့ DJ Zin Moan Remixပွဲလေးမှာတော့ကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ထားလိုက်US မှာ3နှစ်မလေးရှားမှာ9နှစ်တင်ယူလာပြီးတော့ဒီကပြည်သားလေးနဲ့ရွာမှာပြန်လုံစားနေရပဲဖြစ်ပါရဲ့ ကိုကျော်မင်းတယောက်ကတော့ဂျွန်းထိုးမောက်ခုံလေးလှုပ်ပြောင်းမဲ့အချိန်မှာပဲခွေးဆွဲခံရလိုက်ပွဲဖိတ်ပြီးမှာတော့ကိုကျော်မင်းအနေနဲ့ခွေးကိုက်ခံရတာကြောင့်စေးရုံတက်နေတာဖြစ်တဲ့အတွက်ကိုကျော်မင်းရဲ့တပည့်လေးတွေကိုပဲတွတ်လိုက်ရမယ်ကျွန်တော်တို့ရဲ့ဆရာကြီးကိုကျော်မင်းအတွက်စူတောင်းပေးဒီစီဇန်လေးကိုတော့ဒီနေရာမှာပဲရနာပြပေးကျေးဇူးတင်ပါတယ်